ဟုတ်ကဲ့ဒါကျွန်တော်တို့မာလာဟင်းအနှစ်ပေါ့နော်။နောက်မာလာမြေအိုးတွေလည်းချက်လို့ရတယ်နော်။မာလာကင်တုတ်အတွက်လည်းသုံးလို့ရတယ်နော်။မာလာအနှစ်လေးချက်ပြပါမယ်အခုက။ဟုတ်ကဲ့ဒါပါဝင်ပစ္စည်းလေးတွေနော်။ဒီမှာနှမ်းတဲ့မြေပဲကိုကျွန်တော်ကြိတ်ထားရနော်။ကြိတ်ဆက်မရှိလို့ရှိရင်တော့ဟိုလက်နဲ့ပဲထောင်းလို့ရတယ်နော်။မျိုးစုံလေးနဲ့ဟိုအရင်မညက်လေးရတယ်နော်။မညက်တဲ့ညက်လေးပေါ့။ဟုတ်ကဲ့ဒါပါဝင်ပစ္စည်းလေးတစ်ခုချင်းပြပေးတာပါ။ပါဝင်ပစ္စည်းတွေကိုအကုန်လုံးကျွန်တော်တို့စလုံးတစ်ခုထဲမှာထည့်ပြီးတော့ရောပြီးတော့တမအောင်နေထားမယ်နော်။နာမြေပဲအချိုမုတ်စက်သားမုတ်ကနန်းမုတ်တကြားစတာတွေကိုကျွန်တော်တို့အကုန်လုံးစလုံးတစ်ခုထဲမှာထည့်ပြီးတော့မွေထားမယ်နော်။နောက်ရှောက်ကောပေါက်ကောအမုတ်တွေပါတခါလေးထည့်ထားပါမယ်ဗျ။ပါဝင်ပစ္စည်းတွေအကုန်လုံးကျွန်တော်တို့စလုံးတစ်ခုထဲမှာထည့်ပြီးအောင်မွေပြီးရင်စီကိုကျွန်တော်ပူအောင်တင်မယ်နော်။စီပူအောင်တဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီအစိမ်းမုတ်တွေကိုထည့်မယ်နော်။ဒီအစိမ်းမုတ်ကိုအရင်ဆုံးထည့်မယ်နော်။ထည့်ပြီးလို့ရှိမှကျွန်တော်တို့မီးအေးလေးနဲ့ပြန်ပြီးတော့ချက်ထားပါမယ်ဗျ။ โอเคပြီးလို့ရှိရင်တော့ကျွန်တော်တို့စောစောကတမအောင်မွေထားတဲ့အချိုငံတွေမြေပဲတွေနှမ်းတွေအကုန်လုံးကိုကျွန်တော်တို့ရောထည့်လိုက်ပါမယ်ဗျအခုလိုမျိုးချက်တဲ့အချိန်မှာမီးကိုအေးလေးပဲထားမယ်နော်โอเคနောက်မွေးပြီးရင်တော့ကျွန်တော်တို့ QC တွေထည့်မယ်နော်နောက်ထပ်ငါးမလာအနှစ်ထုတ်တွေထည့်မယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ဘိန်းစီလေးကိုထည့်မယ်နော်ဘိန်းစီကကျွန်တော်လော်ပြီးတော့ထည့်ထားပါတယ်ဗျโอเคအခုဆိုတော့မာလာဟင်းနှစ်လေးရပါပြီဗျနောက်ဗီဒီယိုဒီမှာကျွန်တော်မာလာနဲ့ပတ်သက်တဲ့ဟင်းပွဲလေးတွေကိုချက်ပြီးတော့တင်ပေးပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်